မြို့ပြ၏စုညံတံများနှင့်ကင်းဝေးသောတောနက်ကြီးအစွန်ဖျားတွင်ဖိုးကျော်ဟုအမည်ရသည့်အောက်လန်းပညာကိုအားထုတ်သူတဦးရှိသည်သူသည်စစ်မှန်သောအောက်လန်းဆရာတဦးအဖြစ်နာမည်ကျော်ကြားတော်လဲသူ၏ပညာသည်အလွန်ရက်ဆက်ကြမ်းကြုတ်သောရစ်ပူဇော်မှုကိုလိုအပ်သည်ဟုဒေသခံများကကြောက်ရွံ့စွာတီးတိုးပြောဆိုတတ်ကြသည်ဖိုးကျော်၏ရည်ရွယ်ချက်မှာလူသား၏ထာဝရစွမ်းအင်ကိုရရှိရန်ဖြစ်သည်သူ့စွမ်းအင်ကိုရရှိရန်အတွက်မရဏနတ်ဖျားကိုနှစ်ပေါင်းများစွာပူဇော်ပတ်သခဲ့ရပြီးထိုနတ်ဖျားသည်သူ့အားအပြိုစင်အမျိုးသမီးတဦး၏သွေးစွမ်းအင်ကိုနှစ်စဉ်ပူဇော်ရန်တောင်းဆိုခဲ့သည်ထိုသွေးစွမ်းအင်သည်ဖိုးကျော်၏မော်ပညာကိုထိမ့်သိမ်းပေးပြီးသူ့ကိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုမရှိဘဲအသက်ရှင်တန်နေစေပါသည်မကြာမီကမြို့ပေါ်တွင်နွယ်နွယ်အမည်ရှိသောတက္ကသိုလ်ကျောင်းသူလှလှပပအမျိုးသမီးငယ်တဦးရုတ်တရက်ပျောက်ကွယ်သွားသည်ဟုသောသတင်းများပြန့်နှံ့ခဲ့သည်သူမသည်အလွန်ရိုးသားဖြူစင်ပြီးမိမိကိုထိမ့်သိမ်းတတ်သူဖြစ်သောကြောင့်ရဲများကသူမ၏ပျောက်ဆုံးမှုသည်ရိုးရိုးအမှုမဟုတ်ဘဲပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟုကောက်ချက်ချခဲ့ကြသည်အမှန်စင်စစ်နွယ်နွယ်ကိုခေါင်းဖြူစပင်ရှည်များနှင့်ကြောက်မက်ဖွယ်ကောင်းသောမျက်လုံးများရှိသည့်ဖိုးကျော်ကသူ၏မော်ပညာဖြင့်လှည့်ဖျားခေါ်ဆောင်သွားခြင်းဖြစ်သည်ဖိုးကျော်သည်သူ၏ပူဇော်ပွဲအချိန်နီးလာသောကြောင့်အစွမ်းထက်ဆုံးပူဇော်ပွဲအတွက်နွယ်နွယ်ကိုသူ၏တောနက်အတွင်းရှိလျှို့ဝှက်ပူဇော်ရာစင်မြင့်သို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်နွယ်နွယ်သည်ဖိုးကျော်၏အိမ်၏မြေအောက်ခန်းထဲတွင်လှုပ်ရှားမရဘဲပိတ်လောင်ခံထားရသည်မြေအောက်ခန်းတစ်ခုလုံးသည်တိရစ္ဆာန်ရိုးများလူအယိုးများသွေးချောက်များနှင့်ရှေးဟောင်းကျင်းစာစာတန်းများဖြင့်ပြည့်နှက်နေပြီးမိခိုးငွေများသည်လည်းပုတ်တိုးသောနံ့သာမျိုးနှံများဖြင့်ရောထွေးနေသည်ဖိုးကျော်သည်နွယ်နွယ်၏ရှေ့တွင်ပေးစလက်မီးတောက်များကိုပတ်လည်ဖန်တီး၍အနက်ရောင်မော်စာသားများကိုကျဲလောင်စွာရွတ်ဆိုနေသည်သူ၏ခန္ဓာကိုယ်သည်တဖြည်းဖြည်းပိုမိုကြောက်မက်ဖွယ်ကောင်းသောပုံစံသို့ပြောင်းလဲလာပြီးသူ၏မျက်လုံးများကသွေးစာနေသောအမဲလိုက်သမားတဦးကဲ့သို့တောက်ပနေသည်မကြခင်မင်းရဲ့တန့်စင်တဲ့စွမ်းအင်တွေဟာငါရဲ့နတ်ဖျားကိုရောက်ရှိတော့မယ်မင်းရဲ့သွေးနဲ့ငါထာဝရအသက်ကိုရလိမ့်မယ်နွယ်နွယ်၏ပျောက်ဆုံးမှုသည်ရဲများကိုစုံစမ်းရန်တွန်းအားပေးခဲ့ပြီးနောက်ဆုံးတွင်ဖိုးကျော်၏ဒီနေရာကိုရဲမင်းကြီးမိုးကျော်ကခြေရာခံမိသွားခဲ့သည်မိုးကျော်သည်ဖိုးကျော်၏အောက်လန်းပညာကိုမယုံကြည်တော့လဲလူမဆန်သည့်လုပ်ရက်များကိုလက်သင့်မခံနိုင်ပေမိုးကျော်သည်သူ၏အဖွဲ့ကိုခေါ်ယူပြီးဖိုးကျော်၏အိမ်သို့ဝင်ရောက်စီးနင်းခဲ့သည်ဖိုးကျော်သည်သူ၏ပူဇော်ပွဲအပြီးသတ်ဖို့နီးနေပြီဖြစ်သောကြောင့်ရဲများရောက်ရှိလာခြင်းကိုဒေါသတကြီးခံစားလိုက်ရသည်ဖိုးကျော်သည်သူ၏အနက်ရောင်ပညာကိုအသုံးပြု၍ရဲအဖွဲ့ကိုတိုက်ခိုက်ခဲ့သည်မြေအောက်ခန်းသည်ရုတ်တရက်လှုပ်ခါသွားပြီးအေးဆက်သောလေပြင်းများအသားစိမ့်နှံများနှင့်နာနာဘာဝများ၏အော်ဟစ်တံများပေါင်းဆက်၍ရဲများကိုတိုက်ခိုက်သည်မိုးကျော်သည်မိမိ၏ရဲတပ်ဖွဲ့ဝင်များကိုကာကွယ်ရန်စ조사ရင်းဖိုးကျော်နှင့်တဦးချင်းရင်ဆိုင်တိုက်ခိုက်ရတော့သည်သူသည်တနက်ကိုအသုံးပြုတော်လဲဖိုးကျော်၏ခန္ဓာကိုယ်သည်မော်စွမ်းအင်ဖြင့်ကာကွယ်ထားသောကြောင့်ကြီးစံများကမထိခိုက်နိုင်ခဲ့ပါဘူးတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေစဉ်ဖိုးကျော်သည်နွယ်နွယ်၏သွေးစွမ်းအင်ကိုရယူရန်အတွက်ရွတ်ဆိုသောစာသားကိုအပြီးသတ်ဖို့စ조사နေသည်နွယ်နွယ်သည်အသက်ရှင်တော်လဲကြောက်လန့်တုန်လှုပ်နေခဲ့သည်မိုးကျော်သည်လူသား၏ယုံကြည်ချက်နှင့်တတိကိုအသုံးပြု၍ဖိုးကျော်၏မော်စွမ်းအင်ကိုထိုးဖောက်ရန်စ조사ခဲ့သည်သူသည်ဖိုးကျော်၏မော်စွမ်းအင်သည်ပူဇော်ရာစင်မြင့်တွင်သာအားကောင်းကြောင်းသိရှိသွားပြီးစင်မြင့်ကိုဖျက်ဆီးရန်ဆုံးဖြတ်ခဲ့သည်မိုးကျော်သည်သူ၏ခန္ဓာကိုယ်ကိုပဓာနမထားဘဲပူဇော်ရာစင်မြင့်ကိုဝင်တိုက်ကဖျက်ဆီးပစ်လိုက်သည်စင်မြင့်ပျက်စီးသွားသောအခါဖိုးကျော်၏မော်စွမ်းအင်များပြပြသွားပြီးသူ၏ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသည်လည်းပျက်စီးယိုယွင်းနေသောအဖိုးအိုဖြစ်သို့ပြန်လည်ရောက်ရှိသွားခဲ့သည်ဖိုးကျော်သည်အားအင်ချီနှင့်စွာဖြင့်လဲကျသွားပြီးသူ၏နတ်ဖျားကိုအော်ဟစ်ခေါ်တော်လဲမရတော့ပေမိုးကျော်နှင့်ရဲဖွဲ့သည်နွယ်နွယ်ကိုကယ်ဆယ်နိုင်ခဲ့သည်အောက်လန်းဆရာဖိုးကျော်၏လူမဆန်သည့်ရစ်ပူဇော်ပွဲအဆုံးသတ်သည်လူသား၏တရားမျှတမှုကိုရှေ့ရှုခဲ့ခြင်းကြောင့်ဖြစ်ပါတဲ့အောက်လန်းဆရာဖိုးကျော်ကိုဖမ်းဆီးပြီးနောက်ရဲဖွဲ့သည်နွယ်နွယ်ကိုအသေးအတန်ကယ်ဆယ်ခဲ့သည်မိုးကျော်ကိုယ်တိုင်လည်းဖိုးကျော်၏အနက်ရောင်မော်ပညာ၏ရိုက်ခတ်မှုများကြောင့်ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများခံစားခဲ့ရသည်နွယ်နွယ်သည်ရုပ်ပိုင်းအရအသက်ရှင်ခဲ့တော်လဲသူမ၏စိတ်ပိုင်းဆိုင်ရာဒဏ်ရာမှာအလွန်နှက်ဆိုင်ခဲ့သည်သူမ၏ဘဝတွင်ခံစားခဲ့ရသောကြောက်ရွံ့မှုဖြူစင်မှုပျက်စီးသွားခြင်းတို့ကသူမ၏အိမ်မက်ဆိုးများတွင်ပဲ့တင်ရိုက်ခတ်နေခဲ့ပါသည်တစ်ချိန်တည်းမှာပင်ဖိုးကျော်၏အိမ်ဟောင်းအားတန်ရှင်းရေးလုပ်နေစဉ်ရဲအဖွဲ့သည်ဖိုးကျော်၏လျှို့ဝှက်မှတ်တမ်းများကိုတွေ့ရှိခဲ့သည်ထိုမှတ်တမ်းများတွင်ဖိုးကျော်သည်သူ၏ပညာကိုထိမ့်သိမ်းရန်အတွက်နှစ်ပေါင်းများစွာကတည်းကပျောက်ဆုံးနေသောအပြိုစင်အမျိုးသမီးငယ်များကိုရစ်ပူဇော်ခဲ့ပူကြောင်းအသေးစိတ်ဖော်ပြထားပါသည်ဖိုးကျော်သည်ထောင်ထဲသို့ရောက်ရှိသွားတော့လဲသူ၏မယန်းနက်ဖျားသည်သူ၏မော်ပညာကိုဆက်လက်လွှမ်းမိုးထားကြောင်းမိုးကျော်တန်တရားဝင်လာခဲ့သည်ဖိုးကျော်၏မှတ်တမ်းများကိုဖတ်ရှုပြီးနောက်မိုးကျော်သည်ထိုနတ်ဖျား၏အစွမ်းသည်သွေးရစ်ပူဇော်မှုကိုလိုအပ်ယုံသာမကဖိုးကျော်၏ဝိညာဉ်ကိုပါစိုးမိုးထားပြီးဖိုးကျော်ထောင်ထဲတွင်ရှိနေတော်လဲသူ၏မော်စွမ်းအင်သည်ပျောက်ဆုံးသွားခြင်းမရှိသေးကြောင်းသိရှိလာခဲ့ရပါသည်တညတွင်မိုးကျော်သည်သူ၏အိမ်၌အိမ်မောကြနေစဉ်ကြောက်မက်ဖွယ်ကောင်းသောအိမ်မက်ကိုမက်ခဲ့သည်ထိုအိမ်မက်ထဲတွင်အနက်ရောင်အငွေ့သက်များသည်သူ့ကိုလာရောက်ဖိစီးနေပြီးဖိုးကျော်၏အတန်ကိုကြားလိုက်ရသည်မိုးကျော်မင်းငါ့ကိုဖျက်ဆီးနိုင်တယ်လို့ထင်ခဲ့တာလားငါရဲ့နတ်ဖျားကိုဘယ်သူမှမဖျက်ဆီးနိုင်ဘူးမင်းရဲ့အားထုတ်မှုတွေကငါ့ကိုပိုပြီးဒေါသထွက်စေရုံပဲရှိလိမ့်မယ်မိုးကျော်သည်ဖိုးကျော်၏အန္တရာယ်မပြီးဆုံးသေးကြောင်းသဘောပေါက်လိုက်သည်သူသည်ဖိုးကျော်၏မရနာနတ်ဖျားကိုအမှန်တကယ်ဖျက်ဆီးနိုင်မည့်နည်းလမ်းကိုရှာဖွေဖို့ဆုံးဖြတ်ခဲ့သည်ဖိုးကျော်၏မှတ်တမ်းများထဲတွင်ရှေးဟောင်းရဲတိုက်ဟောင်းတစ်ခုအကြောင်းဖော်ပြထားပြီးသူသည်ဖိုးကျော်၏နတ်ဖျားနှင့်ပထမဆုံးဆက်သွယ်ခဲ့သောနေရာဖြစ်ကြောင်းသိရှိခဲ့သည်ထိုနေရာတွင်အောက်လန်းပညာကိုချုပ်ငြိမ်းစေနိုင်သောတန့်စင်ခြင်းကြောက်တုံးတစ်ခုရှိသည်ဟုလည်းဖော်ပြထားသည်မိုးကျော်သည်သူ၏ရဲတပ်ဖွဲ့ဝင်အနှဲငယ်ကိုသာခေါ်ယူပြီးထိုရှေးဟောင်းရဲတိုက်ဟောင်းစီသို့လျှို့ဝှက်စွာခရီးထွက်ခဲ့သည်ရဲတိုက်သည်လွန်ခဲ့သောနှစ်ပေါင်းရာချီကစွန့်ပစ်ထားခဲ့သောနေရာဖြစ်ပြီးလေထုထဲတွင်အေးဆက်သောအနံ့ဆိုးများနှင့်နာနာဘာဝများ၏အရေးများပြန့်နှံ့နေပါသည်ရဲတိုက်ထဲသို့ရောက်ရှိသောအခါမိုးကျော်သည်ဖိုးကျော်၏မော်ပညာဖြင့်ဖန်တီးထားသောကြောက်မက်ဖွယ်ကောင်းသည့်အရေးများနှင့်ရင်ဆိုင်ရသည်ထိုအရေးများသည်ဖိုးကျော်ရစ်ပူဇော်ခဲ့သောအမျိုးသမီးငယ်များ၏ဝိညာဉ်များဖြစ်ပြီးယင်းတို့သည်မိုးကျော်အားဒုက္ခပေးရန်မဟုတ်ဘဲဖိုးကျော်၏နတ်ဖျားကိုဖျက်ဆီးရာတွင်ကူညီရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်
ဝိညာဉ်များ၏အကူအညီဖြင့်မိုးကြော်သည်ရဲတိုက်အောက်ခြေရှိလျှို့ဝှက်ခန်းမှတစ်ခုသို့ရောက်ရှိသွားခဲ့သည်ထိုနေရာတွင်အနက်ရောင်ကြောက်တုံးကြီးပေါ်၌တင်ရှိနေသောတန့်စင်ခြင်းကြောက်တုံးကိုတွေ့ရှိခဲ့သည်ထိုအခိုက်အတန့်တွင်ထောင်ထဲမှဖိုးကျော်၏ဝိညာဉ်စွမ်းအင်သည်ရဲတိုက်ထဲသို့ရောက်ရှိလာပြီးမိုးကျော်ကိုကြောက်တုံးယူခွင့်မပေးရန်တားမြစ်ခဲ့သည်မလုံနဲ့အဲ့ဒါငါရဲ့စွမ်းအားပဲမင်းရဲ့တရားမျှတမှုဆိုတာငါရဲ့ထာဝရအသက်ကိုဖျက်ဆီးနိုင်မှာမဟုတ်ဘူးဟုဖိုးကျော်၏ဒေါသတန်ကိုကြားလိုက်ရသည်မိုးကျော်သည်ဖိုးကျော်၏ဝိညာဉ်စွမ်းအင်ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတန့်စင်ခြင်းကြောက်တုံးကိုဆွဲယူရန်ကြိုးစားခဲ့သည်ထိုအခါတန့်စင်ခြင်းကြောက်တုံးမှတောက်ပသောအလင်းတန်းသည်ထွက်ပေါ်လာပြီးဖိုးကျော်၏အမောင်စွမ်းအင်ကိုထိုးဖောက်ဖျက်တမ်းသွားခဲ့သည်ထိုအလင်းရောင်သည်ဖိုးကျော်၏နတ်ဖျားအားပူဇော်သောအောက်လန်းပညာ၏အခြေခံအုတ်မြစ်ကိုလုံးဝဖျက်ဆီးပစ်ခဲ့သည်ရဲတိုက်တစ်ခုလုံးသည်ပြင်းထန်စွာတုန်ခါသွားပြီးဖိုးကျော်ရစ်ပူဇော်ခဲ့သောဝိညာဉ်များအလုံးသည်တိတ်ဆိတ်စွာအလင်းထဲသို့ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်ဖိုးကျော်၏မော်စွမ်းအင်များပျက်စီးသွားသောအခါထောင်ထဲရှိသူ၏ရုပ်ခန္ဓာသည်လည်းအိုမင်းရင်ရော်မှုတံကိုတပြိုင်နက်ခံစားခဲ့ရပြီးရက်ပိုင်းအတွင်းပင်အသက်ရှူရက်ကတေဆုံးသွားခဲ့ရတော့သည်မိုးကျော်သည်တရားမျှတမှုနှင့်တတိဖြင့်အောက်လန်းဆရာ၏အန္တရာယ်ကိုအပြီးတိုင်ချုပ်ငြိမ်းစေခဲ့ပြီးနွယ်နွယ်နှင့်အခြားသားကောင်များအတွက်တရားမျှတမှုကိုဖော်ဆောင်ပေးခဲ့ပါတော့တယ်